မင်းကလေးငယ်တယောက်ဟာဘရင်ကြီးရဲ့မိဖုရားရွေးချယ်ပွဲကိုဝင်ပြိုင်ခဲ့ပေမဲ့ပြိုင်ဘက်တွေအားလုံးကအနိုင်ရဖို့အတွက်နီလန်းမျိုးစုံနဲ့မတရားလုပ်ကြပါတယ်ပထမဆုံးစိန်ခေါ်မှုကတန်လုံးပြပြိုင်ပွဲပါတခြားပြိုင်ပွဲဝင်တွေကအထဲမှာအခေါင်းပွားဖြစ်ပြီးပေါ်ပါတဲ့တန်လုံးတွေကိုအလွယ်တကူပြစ်နိုင်ကြပေမဲ့ဒီမင်းကလေးကိုတော့အလေးကြီးဖြစ်တဲ့တန်လုံးအစ်စ်ကိုပေးထားခဲ့ပါတယ်ဒါပေမဲ့သူမကကိုကာရလေးကျင်ကန်တန်းမှာတင်ခဲ့ရတဲ့ယူပဗေဒပညာရက်ကိုအသုံးချပြီးပထမအဆင့်ကိုခက်ခက်ခဲခဲနဲ့ကြော်ဖြတ်နိုင်ခဲ့ပါတယ်ဒုတိယအဆင့်ကတော့မြားပြပြိုင်ပွဲပါအဲ့ဒီမှာချမ်းသာတဲ့အမျိုးသမီးငယ်တယောက်ကတိတ်တဆိတ်မတရားလုပ်နေပါတယ်သူမပြစ်မှတ်ကိုဘယ်နာပဲချိန်ချိန်စစ်သားတွေကပြစ်မှတ်ကိုလိုက်ရွှေ့ပေးနေတာကြောင့်အမြဲတမ်းအလဲဘိုးကိုပဲထိမှန်နေတာပါမင်းကလေးကဒီမတရားမှုကိုဖော်ထုတ်ဖို့ကြိုးစားပေမဲ့ဒိုင်လူကြီးတွေကမတိကျင်အောင်ဆောင်တဲ့အပြင်အချိန်ဆွဲတဲ့သူကိုပြိုင်ပွဲကထုတ်ပစ်မယ်လို့တောင်သတိပေးခဲ့ပါတယ်သူမမှာတခြားရွေးချယ်စရာမရှိပဲမြားကိုကောက်ကင်လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲလေပြင်းတွေတိုက်ခတ်လာတာကြောင့်ဘယ်သူမှတိတိကျကျမပြစ်နိုင်တော့ပါဘူးဒါပေမဲ့ခင်မီများပြစ်နီကိုလေ့ကျင့်ထားတဲ့ဒီမင်းကလေးကတော့လေတိုက်နေတဲ့ကြားကပဲပြစ်မှတ်အလဲဘဟုကိုတက်တက်ထီအောင်ပြစ်ပြလိုက်တာကြောင့်ပရိသတ်အားလုံးအံ့ဩသွားကြပါတယ်တတိယစိန်ခေါ်မှုကတော့လင်ပန်းကိုကင်ပြီးပန်းနိုင်ထိပြေးရတာပါဟိုမျိုးသမီးကတော့သူမရဲ့လင်ပန်းကိုလက်မှာကော်နဲ့မြဲနေအောင်ကတ်ထားတာကြောင့်အလွန်တည်ငြိမ်နေပါတယ်တခြားမင်းကလေးတွေကတော့ဟန်ချက်ပြက်ပြီးတယောက်ပြုတ်ကြကုန်ကြတယ်လို့မြန်မြန်ပြေးတဲ့သူတွေကိုလည်းအဲ့ဒီအမျိုးသမီးကတမင်ချေထိုးလဲပြီးဖယ်ရှားပစ်ခဲ့ပါတယ်ဒီမင်းကလေးအနားရောက်လာတဲ့အခါမှာလည်းအလားတူနီလန်းဟောင်းနဲ့ပဲချေထိုးလဲဖို့ကြိုးစားပြန်ပါတယ်ဒါပေမဲ့မထင်မှတ်ပဲမင်းကလေးကလင်မြန်တဲ့တုံ့ပြန်မှုနဲ့ပြုတ်ကျလူနီးပါလင်ပန်းကိုပြန်ဖမ်းနိုင်ခဲ့တာကြောင့်ဘလို့မတရားတဲ့နီလန်းတွေကမှသူမအပေါ်မအောင်မြင်ခဲ့ပါဘူးနောက်ဆုံးမှာတော့သူတို့နှစ်ယောက်ဟာပန်းနိုင်ကိုတပြိုင်နက်တည်းရောက်သွားကြပါတယ်မင်းကလေးကယုံကြည်မှုအပြည့်နဲ့အောင်နိုင်သူအတွင်ပြုံးပြနေချိန်မှာတော့ချမ်းသာတဲ့အမျိုးသမီးကတော့ဒေါသတကြီးနဲ့ကြည်နေပါတော့တယ်